လူကြဒီဟာလေးကကုန်းသွားပြီပေါ့နော်ဒီဟာလေးတက်ဝယ်ကောင်း9000ခါပေးရပါဘယ်ဘလူးနေလဲဆိုတော့ချက်တော့ကကြတော့ have to make your dry skin be hydrated and so with moisturizing capsule sorry ဒီကိုတိုဘက်ကလည်းတော်တော်မကောင်းတာလေအရင်တော့ကတော့တော်တော်လေးကောင်းတယ်ပြင်ပြေးခဲ့ပြီးတော့မှအခုဒီ GG Beauty ကဒီ230ပါတဲ့ pad no တော့မကောင်းဘယ်လိုမကောင်းတာလဲဆိုတော့ဖွာတယ်ပြီးမျက်နှာပေါ်မှာလေအဖက်တွေကြံခဲ့တယ်ပြီးပြနော်ကျွန်တော်จะသုံးပြဒီကောင်ကကျွန်တော်သဘောကျတယ်ရေလေးအတိုင်းအဲ့လိုရေလိုဟာမျိုးကိုပဲသုံးချင်တာပေါ့သိလားဟိုနည်းနည်းချွဲတဲ့ပါတယ်ဟာမျိုးဆိုရင်မကြိုက်ဒီကောင်ကတော့ဆိုပါသူ့ကိုတော့ပြီးကမှနောက်ရ review လာပေးပြီပဲเนาะဒီလို pizza house ကြည့်လိုက်အောင်ရှိရနော်ဒီဒေါက်တာကြီးက I'm cream သုံးပါဒီတော့ဒါလေးသုံးပါတယ်ဒီတော့ leverage ကလေးချင်းတော့အဲ့လိုမျိုးလေ effective ဖြစ်ကျွန်တော်ကတော့အရင်ကတည်းကသုံးနေကြမှာနေတယ်တော်တော်လေးအဆင်ပြေဒီကောင်းနေရပြီဒါပေမဲ့တော့အရင်တော့ဒီထက်နည်းနည်းလေးပြည့်တယ်ပေါ့နော်အခုတော့နည်းနည်းလေးကျဲသွားဘာလို့လဲမသိဘူးအရင်ကဒီအစီဒီကျွန်တော်ဝဲထားမှာလက်ဆောင်ရတယ်လေလားတော်တော်လေးကောင်းတယ်ဒီနှခမ်းလေးဆဲပြီးတာအဲ့ဒါသုံးရင်တရားဟာဆက်မသုံးတော့လူကြားလေးလည်းသုံးတော့အဆင်ပြေဝဲရမ်းကောင်းတယ်ဒါဘယ်လောက်လဲမသိမေးကြည့်အောင်ဖတ်တယ်အဖတ်တွေဆိုအဲ့ကော်တွန်ဘက်ကထွက်တဲ့အဖတ်တွေအမှတွေ့လားဒီဘက်မှာပဲအဖတ်တွေဒီကျန်းစာစကင်ကင်းနေကျူဝါကုန်းအကြောင်းတွေးမိပြီးစိတ်ကညက်သင်ကြတော့ပြပါတတ်တာ